ကျေပြလေးနဲ့ထမင်းစားပြီးတဲ့နောက်ဟိုးခက်ဝေးဝေးကြီးကောင်စမယ်စားအတန်လေးမှာပြန်စရာအိမ်မရှိရှာဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအခုတို့ပန်းနေဝေပုံကလည်းအဖိုးပေါ်ညွန့်တက်လို့တက်မတ်စရာပါလားအမေတန်တရာလေးတေးချင်းတွေကစီစီပရစ်ကလေးလိုသားကမြည်လို့ပေါ့တခါတရံတော့မေရဲ့သားဘွားဟာမြင်ငွေ့ပြန်ညလေးတညဖြစ်ခဲ့ရတယ်သားလေသူ့ကိုယ်ပိုင်အသေးညွတ်ဤလေးလံနေအောင်ထမ်းပိုးထားရပါမယ်ပျော်ရှာတဲ့ခုံထမ်းသမားတလဲပင်ကလေးကိုအားကြမိတယ်အမေရဲ့လေးရီထန်နေလေးလေးဒါမှကြည်ကွယ်ရလေလေပါပဲမိုးအကြစောမယ်ဆိုတာလဲတကယ်တော့လောကရန်တရားပါလားအိပ်စရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေရဲ့အမောင်နဲ့ဆွဆွမိုးရီတွေရွှဲရွှဲနစ်လို့အတန်တွေတောင်ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုတည့်ရက်တွေမရှုမလနဲ့ကန်ဆိုးမုံမောင်တောင်ကုန်းပေါ်မှာသားဘွားရဲ့အပိုင်းစတွေတဲ့လားသားညင်းဆန်တဲ့အမေမသိဘူးလားအမေသားကကြပြဆရာလေးအမေရဲ့တကယ်တော့လည်းအမေရဲ့ကြပြဆရာဆိုတာဒန်းခံကျိုးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကမ္ဘာလောကကြီးမှာအမေသားကြပြဆရာဖြစ်လာတာအဖြစ်ရှိပါသလားအမေသားရဲ့အချစ်မှလေဟောဒီကဘာကြီးနစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မသေးချာတော့ပါဘူးအမေရဲ့ခုတော့တခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုခေါင်းအောင်အိတ်မိလို့အကျဉ်းသာအမဲ့ဆုံးဆုလက်ကိုသားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုံစည်းနှုံးတွေပါတယ်မေအဲ့ခန်းနဲ့အင်ကြီးကောင်းမှဆက်ဆံတက်တဲ့လူတွေရဲ့သဘောထားကိုသားတူးတူးခါခါမုန်းတဲ့အမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တစ်ပြက်စာရဲ့ပါသားမှာတော့ယူဇနာတန်းပေါင်းများစွာဝေးကွာလို့သားလေရေရောထားတဲ့ညရဲ့လို့မရခဲ့ဘူးသားရဲ့ဘင်းကလေးဟာလေဘလောက်တောင်ပါလက်နေသလဲဆိုတော့စံချီမင်ကလေးတမြင်နင်းမိရင်တော့ဘင်းကထပေါက်သွားနိုင်ပါတယ်အမေအလျက်ညီညီမီးတောင်မီးရှင်ကြီးတဲ့နေ့စဉ်ခုံခုံချနေရတဲ့ဘွားခီအခါမင်းညာတွေတိတ်ပြီးတိတ်သေးလွန်းလာအမေရဲ့လွတ်လွတ်ကျွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မာရမိလို့လဲအမေအစုပ်ကကြက်ခိုးဆွဲမိဖို့ကြောင့်ချောင်းဆုပ်လိုက်တိုင်းရေခေါင်ကြီးတိုင်းမီးထထတောက်တာမြင်ရအမေရဲ့အတွင်းလူမမာတယောက်ပါဒါပေမဲ့ဘတ်စကာအိုကြီးခိုးစီးလို့ကြပြဆရာမာယာကော့စကီဆိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေပြောခံရတဲ့သားမိတ်ဆွေပေါ့ဘလောက်တောင်ကြောက်မက်ဖွယ်ရာပြူလဲခဲ့ပါတယ်လေဘယ်တော့မှတမ္မာဒေဝတွေလက်ထဲရောက်มาတယ်လေတယောက်ကိုတယောက်မေးရင်ပေါ့မျက်စိတမိန်လက်တစ်ပြက်အတွင်းမှာသောမကြိုးတွေချောင်းကောဖြစ်သွားဘဝကိုဖြစ်ညစ်ကြည့်လိုက်တော့လိမ္မော်သီးကလေးမှာအချွေကြံသေးတယ်။အိုးအသိန်းလုံးထဲမှာပန်းတွေအရန်ပွင့်တာပဲအမေရဲ့ကိုအင်ကြီးဝတ်ချင်တဲ့ဆောင်းရသည်ရဲ့မီလီယံကင်မဲတဲ့မိဖို့ကြီးရဲ့နင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့မျက်ပင်ကလေးရဲ့လမင်းကိုပြပြဝဝဓာတ်ရိုက်မမြင်ချင်တဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းတိုင်ကလေးရဲ့မိုက်တွင်နဲ့ကြပြပေါ်အချစ်ရဲ့မကြာခဏလူလိန်ခံရတဲ့ရင်ထဲကကျဲပြလေးရဲ့နက်ခတ်မိမိပျော်ချင်ရှာတဲ့အပျော်လေးရဲ့သားလက်ဖွားထဲမှာချစ်ချစ်ပေါအောင်ဆုပ်ထားလို့တဆက်ဆက်တုံနေတဲ့သားဘွားလေးရဲ့အမိသားမှာပိုင်ဆိုင်ပါတယ်။ဓမင်းစစ်စစ်စားခြင်းနဲ့အမေရဲ့အိမ်နဲ့မွေးတဲ့အိယာစစ်စစ်မှာအိတ်ခြင်းနဲ့ခြေရောက်တွေကိုမိဖို့အမွေပေးခြင်းနဲ့ဗမာပရစေတတ်တောက်ခြင်းနဲ့ပြီးတော့ဟောဒီလိုအမေမျက်လုံးအရာကိုမွတ်သိပ်ပါတယ်။တေးပေလွင်လွင်မီပြန်လာတဲ့သားကိုဂိယူနာတက်မြဲတတ်တဲ့အမေကြည့်လေအမေရဲ့အမေစိတ်ကမကတ်တာကြာပြီဖြစ်တဲ့သားသင်္ဘောလေးအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်အမေဤသို့ပင်ပဲ့တင်ပါလိမ့်မယ်မောင်ချွန်နယ်